နေရောက်ရဲ့ part 2 လေးဖြစ်ပါတယ်။ကဲဒီအရာကတော့ part 2ပါရှင်။အဲ့ဆိုရင်စားလိုက်ကြရအောင်လေ။စားလိုက်ကြအောင် let's go ။မနေစပိတ်စီးကျင်နေလို့မလား။ဟုတ်တယ်မမရေ။အေးအဲ့ဆိုရင်နေစီတော့နိုင်ကွက်ပဲရမယ်။တကယ်ကြီးစားနေအိမ်ထဲပါပဲဆိုတော့မဟုတ်ပြင်ပါပဲဆိုတော့ဝေးရရှောင်းသွားတယ်ကြားလာငယ်မ။ဟုတ်ကဲ့မမ။ငါစပိတ်စီကိုရပြီစပိတ်စီမယ်ဟိုမှာ cherry ငါတို့ကစားဝင်ကြရမလားဟဲ့ cherry ရေငါတို့ကစားကွင်းကိုကြရမလားဦးနော်နင်ဟာငါမလာမဟုတ်ပါဘူးငါအမမလွတ်တော့တာဟဲ့ငါအမတဲ့အခုတည်းတော့မလွတ်တော့သူ့အိမ်အကူရဝိုင်းလို့တဲ့ပြီးဆိုစားပါလို့တဲ့အဲ့ဒါပဲဟဲ့ဘယ်သွားမလို့တော့နေရလေငါပြောမယ်ဆိုရင်နေထွက်သွားပြီအားလေးခုလာဆော့ရလားအေးဟုတ်တယ်ငါတို့ကစားကွင်းမှာတော့ဆော့ကြမယ်လေငါတို့ကစားကွင်းမှာတော့ဆော့မယ်ဟာဆော့လို့မရပါဘူးဆိုနေမှာငါမှပြောလိုက်မယ်ငါမဆော့မရဘူးဆော့ရင်တော့အိမ်ထဲမှာတော့မဟုတ်အပြင်မှာပဲဆော့လို့ရမှာအပြင်မှာတော့အဝေးကိုသွားလို့ဆော့လို့မရဘူးဟဲ့နေလာတာနဲ့ငါစပိန်စီပဲအချင်းငါ့ကိုလာပုတ်သွားရွတ်လားနေတော့တာနဲ့ဘာမှလည်းမသိဘူးပြီးရောအဲ့ဆိုလဲငါပြန်တော့မယ်နဲ့အိမ်မှာမဆော့ကြဘူးဘာမှလည်းမသိငါတို့အိမ်ကြရမလားတော်ပြီသူ့ခေါ်တော့စိတ်ပြက်ဘာမှလည်းမသိခေါ်နေပေါ့ငါဖားလို့ကိုလည်းစပိန်စီပဲပြီးတော့လာဂေမရေနိုင်ကွဲပြေးပြီနော်နေစပိန်စီးတာဂေမရေနေကြတဲ့ခေါက်ဆွဲပြုတ်ရပြီနော်ဟုတ်ကဲ့နော်ဒီအချိန်တိတ်တော့မရှိတော့ဒါပေမဲ့လည်းငါတိတ်တဲ့ခေါက်ဆွဲပြုတ်လေးစားရတော့မယ်လာပြီမမခေါက်ဆွဲပြုတ်ပြီးပြီလားအေးဟုတ်တယ်သွားစားသွားโอเคမမစားလို့ကောင်းနေတာမမဟာဟဲ့နေကနင်းတငယ်ချင်းလာတော့ဖြစ်တာတော့ဘာလို့ရှင်လုံးလိုက်တာ။ဘာဖြစ်ရမှာလဲမမရဲ့သူ့ဘောလေကစားကွင်းမှာစော့မဲဆိုပြီးတမျိုးလာခေါ်တမျိုးမရောက်ငါမှပြောလိုက်မယ်ငါမေအမမလွတ်တော့ဘူးဆိုရဟောငါအိမ်မှာပဲစော့မယ်သူမဟုတ်ပြင်းထဲမှာဒီမှာစော့မယ်ပြင်းမှာတော့ဝေးတော့စော့လို့မရဘူးပြောတဲ့ဟာသူကနေပြီးတော့ပြီးတော့စော့ကျင်တော့တယ်နဲ့အိမ်မှာစော့ကျင်တော့ပြီးထွက်သွားတာတမျိုးမခေါ်တော့ဘူးဆိုပြီးတော့အဲ့နဲ့တမျိုးမခေါ်တော့ဘူး။အော်အေးပါဟဲ့အေးလို့ကြံနေရတော့မိုက်နာပဲအဲညနေတော့ငါထမင်းကြော်လို့နေထားထမင်းစားမလားထမင်းကြော်ဟုတ်စားမယ်လေမအေးပြီးတော့ညနေကျငါတို့ပန်းကြလိုက်ဖို့မကြလားဟုတ်ကဲ့စားပြနေပေါ်တက်ခဲ့နော်ပေါ်မှာပဲနေဘယ်မှမသွားနဲ့တော့ဟုတ်ကဲ့မမကဲ TV လေးကြည့်လိုက်ပါဦးမလေးခါဆက်လို့လည်းစားပြီးဆိုမမခေါ်တော့ငါလည်းပေါ်သွားတော့ဟုတ်ပါလေဟုတ်ပါဦးနေခိုင်းမှာတော့နေလို့ဟုတ်ကဲ့မမရဖို့ဖွင့်ထားတယ်နော်ဟုတ်ကဲ့ပါရှင်ဟိုင်းအေးကွန်လည်းဖွင့်ထားရဲဆွတ်ထုတ်ကငါအေးစိတ်နေလိုက်ဦးမယ်ငါသူ့ပြန်သွားအောင်မတင်းနဲ့ငါဆွတ်သူ့ငါလည်းဆော့ရတော့အောင်လေတင်းတောင်ဟဲ့ဒူလေးဟာညီမရေအောက်ကဘယ်သူလဲသမီးဝင်နေတာလဲကြည့်လိုက်ပါဦးညီမရေဟုတ်ကဲ့မမဒီမှာလည်းဟိုရင်းကြောက်ကြောက်လာပြီးတော့ဟိုကောင်သူရတယ်ဟဲ့အောင်သူကဘာလာလုပ်တာလဲငါမျိုးရှိမှလာစော့တာဟဲ့အောင်သူကမရပါဘူးနင်းကြတော့ခုနမစိုးဆိုပြီးထွက်သွားပြီးတော့ဘာမှလည်းမသိဘူးလောက်ပါဟာပြင်းလို့အေးပြီးတော့တကားတော့ခွင့်ပေးမယ်လာပြီငါဝင်ခဲ့သူရအေးလုံးလို့ဟဲ့စောကြမယ်လေဟဲ့နေရလဲအေးစောမယ်ဘာစောမှာလဲဆိုလာတော့မယ်ပေါ်တော့ကြမလားငါတွေဟဲ့ငါအမရှိရနော်
ငါကြက်တယ်ဟာပြင်မှာပဲဆော့ကြမယ်လေပြင်မှာမဆော့ကြအောင်နေပူနေရကိုဖယ်ရလဲအဲ့ဆိုငါတို့ဘာလုပ်ကြမလဲမသိဘူးငါလဲကိုနှစ်ကောင်ဘာလုပ်နေလဲမသိအောက်မှာဟင်းရဘလူးရရောချယ်ရီရောဘာတွေဖြစ်နေလဲမသိစိတ်ကြည့်လိုက်ဟဲ့ဟိုနေရဘာဖြစ်နေတာမမဒီမှာသမီးတငါကြီးကအပေါ်ဘက်မှာဆော့မယ်တဲ့ဟိုသားဆောင်းလို့မရဘူးနော်မမတို့အပေါ်တက်မှာဘူးမမတင်ဘူးရှင်တမျိုးတော့မထင်နဲ့နော်ရပါတယ်မမတာဘာမှဖြစ်ပါဘူးမမရဲ့အဲ့ဆိုရင်ဟဲ့ချယ်ရီငါတို့အပြင်မှာသွားဆော့ကြတယ်ဟုတ်ကိုဒီကစားမယ်ဘယ်လိုလဲပူရနော်ဒီဆော့ကြဟုတ်ကဲ့ဟဲ့ပြောစရာကြီးရေပြောစရာကြီးငါ့လိုက်ဖမ်းကြည့်ဦးလောက်ပါဟာညောလဲအေးသူတို့ညလဲဆော့နေပြီဆောင်းကရေမိုးချိုးလာအောင်မယ်နှင်းကြီးပိုင်းနဲ့ရောက်ပြီဆိုတော့လေကင်ဟာလေးရေချိုးပြီဆိုတော့ဟဲ့အငယ်မရေအထဲဝင်တော့ဆော့ရရက်မဲ့နင်တို့ဆော့ရ2နာရီ3နာရီရောက်ရှိနေပြီနားမယ်ဆော့ရနားမယ်โอเคမမငယ်ချင်းအဆိုဘိုင်တပြန်တော့လေပြန်တော့လို့တက်ပြီးတော့အဆိုမမလာပြီငါမအဆိုနေတော့ချိုးလေโอเคနင်းကြရင်ငါတို့နင်းပတ်လိုက်ဖို့မပတ်โอเคပါမမထဲဝင်နေပူတယ်သမီးတွန်းပြီပဲဟဲ့ဘာလို့မမနေဘူးမဆိုတော့တွန်းပြီးဒီတာတော်အဲ့ဆိုသမီးတော့ချိုးလာအောင်ကဲဝစားလေးလေးပြီးဆိုတော့ပြီးတော့တခါပြန်ပိတ်လာအောင်မမရဲ့သမီးဝစားလေးပြီးပြီနော်အေးအဲ့ဆိုပတ်တော့မယ်လားငဲ့မိုးချိုးတော့မယ်လာပြီးမမလာပြီးမလာပြီးရောက်ပြီးသမီးအဲ့ဆိုလေလာတော့ကြပဲငါတို့ရဲ့ကဲဒီမှာပတ်ရောက်ပြီးတိုက်တော့ဆိုညီမရေဆော့ချက်ကြလားအဲ့ဆိုတော့ဒီမှာပဲထိုင်နေတော့โอเคမမဆော့နေဝီဘုတ်တိုက်တယ်ထပ်စီမယ်တော့ကစီမယ်ဝီဘုတ်နှခါပြစ်သွားရင်နောက်ဒီတစ်ခါဆိုပြီးသွားရင်ဘုတ်ပြောလိုက်တာဒါလေးစီမယ်ရဒါရပြင်းอ่ะကြိုက်ကဘုတ်ကစားရရတယ်မနည်းတခြားကစားစရာနဲ့လိုက်ဖို့လေအမေနေဒီမကြည့်ဒီကစားစရာဆိုရင်အများကြီးပဲမိအောက်သွားခြင်းနဲ့အေးလိုက်ဖို့ပေးမယ်လာနင်ပြောတဲ့ဘန်းကြရုပ်ရောက်ပြီနော်ဘုဘမသွားထိုင်ငါထိုင်နင်းနဲ့ငါနဲ့တူတူစီးမယ်လားဒီယာကြီးဒီတမီအဲ့ဒါစီးခြင်းနဲ့တော်တော်ယူကြာနေမမအေးပါဟဲ့အငယ်မတက်ဟဲ့မီးတော့သွားပြီငယ်မရနေကြောင်ငါဒီကပြမယ်မတချင်နေကြတယ်သူကအဲ့လိုပေါ်တက်သွားလာပြောစရာကြီးပြောစရာကြီးပြောရင်ပြီးရောနေငါမအိမ်ထဲပြန်ပြီဆိုတော့ငါတို့ညစာစားလိုက်ရအောင်နော်โอเคမမငါညစာပြင်လာအောင်မယ်你洗多处理多မမသမီးရေချိုးပြထမင်းစားမယ်အေးငါလည်းစားတော့မယ်ရင်ချိုးလားဆွမ်းလာလေးကမှချိုးထားတယ်ဒီကပိမန်းမီဆော့ပြီးတော့မောလာပြီးတော့ဆော့ထားတာလေငါချွေးပါတယ်လေငါမှတိတ်မဆော့တာဟင်က18နဲ့19နဲ့ဖြစ်နေပြီဟို20အထက်လေးငါကငင်ကအခုမှ10နှစ်ပဲရှိသေးရဲ့ဟာငါဆော့မှာပေါ့ပြီးအိတ်ဖို့ပြင်တော့ငါပေါ်တက်တော့မယ်ကဲငါလည်းအိတ်တော့မှာငါမှလည်းအိတ်ပြီးတော့ငါလည်းအိတ်တော့မယ်ကဲငါလည်းအိတ်မယ်ကဲညီမနှစ်ယောက်ရဲ့
အတင်းနေတာအပိုင်း2လေးကတော့ပြီးဆုံးသွားပါပြီအပိုင်း3လေးကိုမျှော်ပေးကြပါအောင်နော်မနေ့ပြန်အပိုင်း3လေးကိုညကြရင်ပြင်ပေးမှာပဲဖြစ်ပါတယ်အားလုံးမတတာ